ကဲဒီတစ်ခါပေါ့နော်ကိုယ့်ရဲ့ဘဝတွေကိုတစ်ခါပြန်ပြီးတော့ဝင်လာမယ့်ကံကောင်းခြင်းတွေနော်ကံကောင်းခြင်းလေးတွေကဘာလေးတွေဖြစ်မလဲဆိုတာကိုကြည့်ပေးမယ်ကိုယ့်ရဲ့ပေါ့နော်ကိုလုပ်ခဲ့တဲ့ကုသိုလ်ကံကြောင့်ကုသိုလ်ကံတရားတွေကြောင့်ပေါ့နော်ကောင်းတဲ့အရာလေးလုပ်ခဲ့တဲ့အရာတွေကြောင့်ကိုယ့်ဘဝတွေကိုတစ်ခါပြန်ပြီးတော့ဝင်လာတော့မယ့် blessing ပေါ့နော်ဒီကံကောင်းခြင်းတွေကောင်းမြတ်တဲ့အရာလေးတွေကဘာလေးတွေဖြစ်မလဲဆိုတာကိုကျွန်မကကြည့်ပေးမယ်နော် okayကျမလေးပထမအောင်ဆုံးဒီဗီဒီယိုကြည့်မဲ့သူလေးတွေရေပေါ့နော် energy ကို check လုပ်လိုက်တဲ့အချိန်မှာဘာတွေ့ရလဲဆိုရင်ပထမဆုံးကတ်သမွန်းကတ်ကြလာတယ်ဆိုတော့လေသမွန်း energy အရာပြောမယ်ဆိုရင်ဒါကိုကလေနည်းနည်းလေးအတိတ်မှာတော့တော်တော်လေးစိတ်ဆင်းရဲတော့ကရောက်ခဲ့ရတယ်ဆိုရင်ပုံစံမျိုးလေးရှိရပေါ့နော်တပုတ်လေးလွင်အပြောခံရတာတွေရှိမယ်နော်သူများတစ်ခါလေးရေပေါ့နော်၆တုံးတာတွေကိုဝိုင်းပြီးတော့ပေါ့နော်ဟိုပေါ့ပြောမယ်ဆိုရင်နည်းနည်းလေးကိုယ့်ရဲ့အမှားတွေကိုပေါ့နော်လိုက်ပြီးတော့တစ်ချိန်တော့မျက်စိတစ်ထောက်ကြည့်ပြီးတော့ပြောချင်ဆိုချင်နေတဲ့သူတွေပြောမယ်ဆိုရင်ကွာပုံရင်းချင်ရဲ့တွေးကတ်ထဲမှာပက်လက်မျောရတဲ့ကိန်းလေးတွေအဲ့လိုမျိုးလေးတွေကြုံရတယ်အတိုက်ခိုက်ခံရတယ်ဆိုရင်အနေအထားမျိုးလေးကြုံရတယ်ပေါ့နော်အဲ့လိုမျိုး energy ကြောင့်သမုန်း energy ကြောင့်ပေါ့နော်တော်တော်လေးစိတ်တော့ကရောက်ရတယ်လူကလေကိုယ့်အတွင်းစိတ်ထဲမှာလဲမူလာမွန်းချက်နေတယ်ဒီလားလူတွေကိုလည်းတော်တော်လေးစိတ်ကုန်စိတ်ပြတ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပြောမယ်ဆိုရင်တော့ဒါအတိုက်ခိုက်ခံနေရတယ်ဆိုရင်အနေအထားပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးနဲ့တော်တော်လေးကြံညမ်းခဲ့တယ်ဆိုရင်ပုံစံမျိုးလေးတွေရှိတယ်ဆိုတော့လေပြီးကြရင်ဘာဖြစ်လဲဆိုရင်လေလုပ်ငန်းခွင်မှာပဲဖြစ်စေပေါ့နော်အချင်းရေးစီးပွားရေးနော်လူမှုရေးကဏ္ဍတစ်ခုချင်းစီမှာပေါ့နော်အတိုက်ခိုက်သူတွေများနေတယ်ပေါ့နော်မိသားစုဟိုပေါ့နော်အရေးမှာဆိုလေပေါ့နော်နည်းနည်းလေးမိသားစုထဲမှာစိတ်ဝမ်းကွဲစရာလေးတွေနော်အဲ့လိုမျိုးလေးရှိနေတယ်ပေါ့နော်တယောက်နဲ့တယောက်ညှိနှိုင်းရခတ်တဲ့ပုံစံမျိုးဒါအခြေရေးမြတ်တာရေးမှာဆိုလဲညှိနှိုင်းဖို့ခက်နေတယ်တယောက်စကားတယောက်ကိုနားမလည်ဘူးပေါ့နော်ကိုလို့ချင်တာကိုဖြစ်ချင်တာပဲသိရဲဆိုပြီးအဲ့လိုပြောပြီးတော့ကိုဖြစ်ချင်တာကြီးပဲဦးစားပေးနေတဲ့ပုံစံမျိုးလေးနဲ့ညှိနှိုင်းရခတ်တယ်ဆိုရင်အနေအထားမျိုးပေါ့နော်ဒီလိုအနေအထားမျိုးနဲ့တော်တော်လေးစိတ်မွန်းချက်ခဲ့ရတယ်ဆိုရင်ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုး energy လေးကိုကျွန်မတွေ့ထားတယ်နော်ဒါပေမဲ့အရင်စိတ်မပူနဲ့ဘာလို့လဲဆိုတော့ဒီမှာ that tower နော် that tower ကကြာထားတယ်ဆိုတော့အဲ့ဒီအရာတွေကရုတ်တရက်ပြောနော်ကိုကံကြမ္မာကပေါ့နော်အပြောင်းလဲတွေဖြစ်လာတော့မယ်ဒီလားကိုကဘာလို့လဲဆိုရင်အဲ့ဒီပေါ့နော်တိုက်ခိုက်ခံရတာတွေစိတ်မွန်းချက်ခဲ့ရင်စိတ်မွန်းချက်ပြီးတော့ပေါ့နော်ပူလောင်မွန်းချက်ပြီးတော့နေခဲ့ရတယ်ဆိုရင်အနေထားနေပြီးတော့ရုံထွက်လာနိုင်မဲ့ပုံစံမျိုးပေါ့နော်ကိုဘဝတွေကိုပြောဝုန်းကနေဒိုင်းကနေအပြောင်းအလဲတွေဖြစ်လာတော့မဲ့ပုံစံမျိုးပဲနော်အဲ့လိုပုံစံမျိုးလေးတွေ့နေရတဲ့အတွက်ပေါ့နော်ဒါကောင်းသောပြောင်းလဲခြင်းပဲဖြစ်မှာပါနော်အဲ့တော့ဒါပြောမယ်ဆိုရင်ပေါ့နော်မကောင်းတဲ့အရာကြုံလာလဲဆိုတာဒါကအရှိမကောင်းသောအရာတွေရောက်လာဖို့အတွက်ကိုမကောင်းတဲ့အရာတွေကြုံရတယ်ဆိုပြီးသဘောထားပြီးတော့ဒီပေါ့လက်ရှိကြုံနေရတဲ့အခက်အခဲတွေကိုကြံ့ကြံ့ခံပြီးတော့ရင်ဆိုင်ပေးပါနော်โอเคအဲ့တော့နော် Ace of Wands တဲ့ကိုယ်စိတ်ကူးထဲမှာလေကိုယ်စိတ်ကူးအစ်စ်တွေအိမ်မက်အစ်စ်တွေရီမန်းချက်အစ်စ်တွေနော်လှုပ်ချင်တဲ့အရာလေးတွေပေါ့နော်ပြန်တစ်ဖက်အစ်စ်တစ်ဖန်ပြန်ပြီးတော့မွေးဖွားလာတော့မယ်ဒါစိတ်ကူးတစ်အိမ်မက်တစ်နော်ပန်းတိုင်တစ်အဲ့လိုပုံစံမျိုးလေးဖြစ်လာတော့မယ်ဆိုတော့ဒါပြောမယ်ဆိုရင်ဒါဒီ the tower ကကြပြီးနောက်ပိုင်းမှာဖြစ်လာတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ပေါ့နော်ကတ်ဆိုတော့ဒါပြောမယ်ဆိုရင်ဒါအရာအလုံးပြီးဆုံးသွားပြီလို့ပြောလို့ရတယ်နော်နောက်ဒီမှာ Wheel of Fortune နော်ကိုယ့်ရဲ့ကံကြမ္မာကတပတ်ပြန်လည်နေပြီပြောရမှာပေါ့နော်ဒီလားအရင်တော့ကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေနော်ကောင်းသောအရာတွေနော်အခက်အခဲတွေကြုံရပြီဆိုရင်ဒီအခက်အခဲတွေကိုကြက်ကြက်ခံပြီးတော့ရင်ဆိုင်ခဲ့တဲ့ကိုယ့်ရဲ့စိတ်ခွန်အားတွေကြောင့်နော်ကိုယ့်ကိုပြန်ပြီးတော့ပေါ့နော်ဒီကံတရားကပြန်ပြီးတော့အထောက်ပံ့ပြန်ပြီးတော့မယ်ကံတရားကိုယ့်အတွက်ကိုမျက်နှာသာပြန်ပြီးတော့မယ်ဆိုတဲ့ပုံစံမျိုးနော်အဲ့တော့စာမွေးပွဲတစ်ခုဖြည့်ပြီးဆိုရင်တော့မှနော်ဒီစာမွေးပွဲကိုအောင်ပြီဆိုရင်ဒါအောင်ဖြည့်ခဲ့တယ်ဆိုရင်စာမွေးပွဲအောင်တဲ့ရလက်ကိုခံစားရမှာပဲအဲ့လိုပဲလောကရန်ပေါ့ရင်ဆိုင်ကြုံရတဲ့အချိန်မှာကြက်ကြက်ခံပြီးရင်ဆိုင်ခဲ့တဲ့သူအကုန်လုံးကနော်ရလက်ကောင်းကိုရနိုင်တယ်နော်အဲ့တော့အခုပုံစံကဘယ်လိုဖြစ်လဲဆိုရင်ကိုယ်အတိတ်မှာလုပ်ခဲ့တဲ့ကိုယ့်ရဲ့ကုသိုလ်ကံတရားတွေနော်ကိုဒီအခက်အခဲတွေကိုရင်ဆိုင်နိုင်ခဲ့တဲ့ကိုယ့်ရဲ့စိတ်ခွန်အားတွေနော်ဒီလိုမျိုးတည်ငြိမ်နဲ့ဖြတ်ကျော်ခဲ့တဲ့အရာတွေအဲ့ဒီအရာတွေရဲ့ကောင်းပေါ့နော်ရလက်ကိုပြန်ပြီးတော့ရရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်အဲ့တော့အရင်ကြီးအခုချိန်မှာပြင်ပန်းနေရဆိုရင်စိတ်တမကြပါနဲ့နော်ကိုယ့်အတွက်ကောင်းမွန်တဲ့ရလက်တွေရရှိမှစောင့်ကြိုနေရဆိုတာကိုယုံပေးပါနော် Okay မှာ Queen of Pentacles Okay Queen of Pentacles ကလည်းကြာလာဆိုတော့နောက်ဆုံးမှာပြောမယ်ဆိုရင်ဒါဒီပေါ့နော်ကိုယ့်ရဲ့စီးပွားရေးနယ်ပယ်မှာဆိုရင်လည်းစီးပွားရေးလုပ်ငန်းနယ်ပယ်နောက်တစ်ခါငွေကြီးကဏ္ဍပေါ့နော်ကိုယ့်အရှိမတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုရင်ဒါမကြခင်ပေါ့နော်အချိန်ကာလအပြည့်ဆိုရင်တစ်လပေါ့နော်တစ်လလောက်အတွင်းမှာကိုပြန်ပြီးတော့လဲပတ်လာတော့မယ်ငွေကြီးစီးပွားရေးကဏ္ဍတွေပြန်ပြီးတော့အစီပြေလာတော့မယ်ဆိုရင်အနေအထားတွေတွေ့ရတယ်နော်Okay ဒါကတော့ကိုယ့်ရဲ့ကံကြမ္မာထဲမှာပေါ့နော်ကိုယ့်ဘဝတွေကိုဝင်လာမယ်ကိုယ့်ရဲ့ကံကောင်းခြင်းတွေเนาะဒါလေးယူကြည့်ပေးရဖြစ်ပါတယ်